ခုပြောပြမယ် grammar patterns လေးကိုကျွမ်းကျင်သွားပြီဆိုရင်ဂျပန်စကားပြောတွေမှာလေတကယ်ကိုအဆင်ပြေသွားပါပြီဆိုတော့ဘယ်လိုမျိုး grammar patterns လေးလဲဆိုတော့ no ဟာ no က no ကို no တဲ့ဆိုတော့ဒီ grammar patterns လေးကိုပြန်လဲရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီ grammar patterns လေးနဲ့ပတ်သက်ပြီးတချို့ N4 N5 လေ့လာနေတဲ့သူတွေလည်းရောထွေးနေတဲ့အတွက်ကြောင့်မလို့ဒီချာလေးကိုပြန်လဲရှင်းပြပေးပါမယ်အဆုံးထိကြည့်ပေးဖို့ပြောချင်ပါတယ်ဆိုတော့ကျွန်တော်တို့စလိုက်ကြရအောင်အရင်ဆုံးဒီ no ပါ no ပါကိုကျွန်တော်ဘယ်လိုမျိုးနေရာမှာသုံးတယ်လဲအဓိကသူပြောချင်တဲ့အကြောင်းအရာကိုအသားပေးဖော်ပြချင်တဲ့အခါသုံးတယ် verb plain form နဲ့ပြီးတော့ no ပါပြီးရင် noun adjective time place reason ဒါတွေနဲ့သုံးတယ်ပေါ့နော်ဥပမာလေးကျွန်တော်တို့ကြည့်ကြည့်အောင်日本へ行くのはဂျပန်ကိုသွားရတာကတော့アニメが好きだからですアニメကြိုက်လို့ဖြစ်ပါတယ်ဆိုတော့ဒီညမှာアニメကြိုက်တယ်ဆိုတာဒီသူဒီ reason ကိုပြောတာဟုတ်တယ်နော်အဲ့လိုပြောချင်တဲ့အခါမျိုးမှာ no ဟာဆိုတာကိုသုံးတယ်နောက်တစ်ခု tennis ကိုするのは面白いですtennis ကစားရတာကိုစိတ်ဝင်စားတယ်ဆိုတော့ဒီညမှာ面白いဆိုတာဒီadjective နော်အဲ့အတွက်ကြောင့်မလို့သူဒီ no ပါဆိုတာကိုသုံးတယ်ဒီထိနားလေမလားမသိဘူးနော်ဒါဆိုရင်နောက်တစ်ခုသွားမယ် no ကဒီဟာဒီဘယ်လိုနေရာမှာသုံးလဲဆိုတော့ခံစားချက်နဲ့ဖော်ပြချင်တဲ့အခါမျိုးမှာသုံးတယ်ဟုတ်ပြီနော်ခုနလိုပဲ verb plain form လေးနဲ့ no ကနဲ့ adjective ဆိုတော့ဒီညမှာ adjective ဒီဘာကိုပြောချင်တာလဲအပေါ်က adjective နဲ့မတူတော့ဘူးဟုတ်ပြီနော်ဒီညမှာကျတော့ခံစားချက်နဲ့စိတ်ခံစားချက်နဲ့ပတ်သက်တဲ့ဟာလေးဥပမာကြည့်ကြအောင်ဝါတာရှိဝါခန်းကြီးကိုနော်覚えるのが下手ですကျွန်တော်ခန်းကြီးစကားလုံးတွေမှတ်ရတာကဘာဖြစ်လဲညံ့အဲ့တော့ဒီညမှာ no ကတုံးတယ်ဘာလို့လဲဆိုရင်နောက်မှလာတဲ့ heta ဆိုတဲ့စကားလုံးကြောင့်ဆိုတော့ကျွန်တော်ကြည့်ရမယ်ဆိုရင်ski ဆိုတဲ့စကားလုံးတွေနော် kirai မုန်းနဲ့ heta နော်上手တော်တယ် heta ညံ့တယ်早いမြန်တယ်ဆိုရင်နောက်နေရနောက်ကြတယ်ဆိုတော့ဒီစကားလုံးတွေနဲ့ပတ်သက်ပြီးတော့နော်သူ့အရှိမလာတဲ့ဟာဒီ no ကဖြစ်ရလိမ့်မယ်နော်ဒါဒီချွင်းချက်ပေါ့နော်မှတ်ထားမယ်ကြက်ထားမယ်ဟုတ်ပြီနော်အဆင်ပြေမလားမသိဘူးတလောက်ဒီနော်ခုနက adjective နဲ့တော့မတူတော့ဘူးဟုတ်ပြီနော်နောက်တစ်ခုက no ဆိုတာဒီသူလီလှုပ်ဆောင်ချက်နဲ့ပတ်သက်တာလေးပြောတယ်အဲ့တော့ခုနလိုပဲ verb plain form နဲ့ no ကို action verb လိုက်တယ်ဘယ်လိုချင်းဒီသုံးတယ်လဲဆိုတော့အဓိကတော့မိသွားတာတို့တိတယ်တို့အာယုံ၅ပါးနဲ့မြင်နေကြတယ်ဒါမျိုးပြောချင်တဲ့အခါမျိုးကသုံးတယ်ဥပမာလေးကြည့်အောင်ရှုကူဒါယုစရုနောကိုနော်အင်စာလုပ်ဖို့ကိုဘာဖြစ်လဲဝါစရဲမတ်တာမိသွားခဲ့တယ်ဆိုတော့ဒီညမှာ no ကိုသုံးတယ်နောက်ကလာတဲ့ဟာဒီ action verb ပေါ့နော်မိသွားတယ်လို့ပြောချင်တဲ့အခါဒီ no ဆိုတာမျိုးကိုသုံးတယ်အဲ့တော့ကြည့်ရမယ်ဆိုရင်သူဒီလဲချွင်းချက်အနေနဲ့မှတ်ထားတင်တယ်ပေါ့နော်။ဟာစရေမတ်မိတာတို့စတိမတ်တီတာတို့နီမကြည့်တာတို့ကီမကြားတာဒီစကလုံးတွေပါလာပြီတေချာပါ not ကိုချက်ချင်းရွေးပေးရလိမ့်မယ်။အဆင်ပြေမလားမသိဘူးတတော့ဒီကဲနောက်တစ်ခု not တဲ့ကြတော့ဒါလွယ်ပါတယ်။ဒါကြတော့ဒါယဉ်ကျေးရဲ့အကြောင်းပြချက်လေးပေါ့နော်။ခါရနဲ့ဆင်တူတယ်ဒါပေမဲ့ not တဲ့ကပို့ပြီးတော့ယဉ်ကျေးသုံးတယ်။အဲ့တော့ 2D plain form နဲ့ခုနက not တယ်လိုက်တယ်ပြီးရင်တော့ not adjective တွေသူ့နောက်မှာဒီ noun ဆိုရင်တော့ not ထည့်ပေးရလိမ့်မယ်ဟုတ်ပြီနော် not ဆိုတဲ့ဟာလေးထည့်ပေးရမယ် noun ဆိုရင်ပေါ့နော်အဲ့တော့ဘယ်လိုအခြေအနေသုံးလဲဆိုတော့ခွင့်တောင်းတာတွေခွင့်လစ်မှုတောင်းခံတာဟာလားယဉ်ကြီးနဲ့အကြောင်းပြချက်ပေးချင်တဲ့အခါမျိုးမှာသုံးတယ်ဥပမာပြောရမယ်ဆိုရင်သူဒီဘိုက်နာတဲ့အတွက်ကြောင့်မလို့စောပြန်လို့ရမလားခင်ဗျာဟုတ်ပြီနော်ဒါဒီသူယဉ်ကြီးနဲ့တောင်းဆိုတာအဲ့အတွက်ကြောင့်မလို့သူဒီ not တဲ့ကိုသုံးတယ်ဟုတ်ပြီနော်အဆင်ပြေမလားမသိဘူးနော်ရှေ့ရဟာလေးတွေပဲအဲ့တော့နည်းနည်း not က not ဝါဒါလေးနည်းနည်းရောချင်ရောလိမ့်မယ် not တယ်ဆိုတာတော့ရောလို့မဖြစ်ဘူးပေါ့နော်လွယ်တယ်ပေါ့နော်အဲဒါကြောင့်မလို့အဆင်ပြေမယ်လို့ထင်တယ်ဒါဆိုရင်ကိုနားမလည်တဲ့ grammar patterns လေးများရှိရင်လည်း comment box မှာရေးခဲ့ပေးလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်